ကြာကြီးမင်းတင်ခါရဲ့စောင်းလင်းနှင်းမောင်နဲ့မိခဲမောင်မောင်ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ကြာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်ကျွန်ုပ်ဒီ diary စာအုပ်အားသုံးချခြင်းမပြုဘဲအချိန်မရွေးအလွတ်ရွတ်ဆိုပြနိုင်သောရက်စွဲနှစ်ခုရှိ၏ထိုရက်စွဲနှစ်ခုအနက်တစ်ခုမှာကျွန်ုပ်၏မွေးသက်ကလေးဖြစ်ပြီးကြံတစ်ခုမှာကအလွန်ညံများ၍သွေးအေးအေးနှင့်ရက်ဆက်တတ်သောမိခဲမောင်မောင်လက်၌ကျွန်ုပ်၏အသက်ကိုဝါကွက်အနံကြရသောနေ့ဖြစ်သည်အင်္ဂလိပ်ဘာသာဖြင့်ပြောဆိုတင်စားလေးရှိသောစကားကဲ့သို့အသက်သည်ခန္ဓာကိုယ်မှစွန့်ခွာသွားရန်အလွန်နီးကပ်နေပြီဖြစ်၍အဆုတ်၌ပင်အသက်ရှူခြင်းမပြုတော့ဘဲသပင်အဖျား၌အသက်ရှူနေသည်ဟုဆိုရလောက်အောင်ပင်တေတွင်နှံ့လာသောအချိန်အခါဟုဆိုနိုင်ပါသည်ကျွန်တော်၏ဘဝတသက်တာတွင်ကြုံတွေ့ခဲ့ရသောဘေးအန္တရာယ်အမြောက်များရှိနေသောညလည်းထိုနေ့ထိုရက်ကကြုံတွေ့ခဲ့ရသောအန္တရာယ်နှင့်နှိုင်းစာလိုက်ပါမူဖြုတ်ကခြင်းခံရခြင်းနှင့်ဆင်းနှင်းခံရခြင်းလောက်ကွာခြားပါသည်ထိုဖြစ်ပျက်အားယခုပြန်၍စဉ်းစားမိသည့်အခါ၌ပင်ကျွန်တော်၏ကြောရိုးခြင်းစီတစ်ချောင်း၌စိတ်ငယ်နဲ့ဖြစ်မိသေးတော်သည်သီရတတိအရာကျေးဇူးတည်တတ်သောအရာဂရိတည်ကြည်သောအရာ၌စံတင်ထိုက်သောသူတယောက်ကြောင့်ကိုသိစေခြင်းသောဆန္ဒကြောင့်သာလျှင်ရေးသားရခြင်းဖြစ်လေသည်ထို့သူကကျွန်တော်၏မိတ်ဆွေကြီးပြည်သိန်းကျော်ဖြစ်ကျွန်တော်နှင့်ပြည်သိန်းကျော်သည်ဆယ်တန်းကျောင်းသားဘဝ၌ခုံချင်းကပ်လျက်နေထိုင်ခဲ့ကြလေသည်ပြည်မြို့သားသိန်းကျော်အားပြည်သိန်းကျော်ဟု၎င်းရန်ကုန်မြို့သားကျွန်ုပ်အားရွှေသိန်းကျော်ဟု၎င်းခွဲခြားခေါ်ပေါ်ကြလေသည်ရန်ကုန်သိန်းကျော်ဟုခေါ်ရမည်စာကျွန်ုပ်အားရွှေသိန်းကျော်ဟုခေါ်ရခြင်းမှာကျွန်တော်၏မိဘများသည်တောတထေးများဖြစ်သည့်အလျောက်ရွှေကိုလွန်စွာမှတ်မောကြလေသည်ရွှေဝင်းလင်ဂုံရှိသည်လူရဝင်သည်ဟုမှားယွင်းစွာယုံကြည်ကြသဖြင့်ကျွန်ုပ်ကိုမြင်မကောင်းရှုမကောင်းလောက်အောင်ပင်လက်ဝဲလက်စားများဝစ်စင်ပေ၏ကျွန်ုပ်ကိုယ်တိုင်ကလည်းရွှေဝင်းလင်ဂုံရှိသွားသည်ဟုနားလည်ထားသည့်အလျောက်ရွှေလက်ပတ်ရွှေကျဲသည်ရွှေလက်စွပ်များနှင့်ရွှေရင်တို့များကိုထိုးထားလေသည်ကျွန်ုပ်၏ဝိစားစီရင်မှုအားကြည့်၍ပြည်သိန်းကျော်ကပြုံးမှုသည်ကိုနောင်ခါ၌တွေး၍ရှက်မိသေးတော်သည်ပထဝီရာဇဝင်တို့၌ကျွန်ုပ်သည်ထူးချွန်တော်လဲစင်ကျင်တုံညံရှိမှသာထူးချွန်နိုင်သောတင်ချာဘာသာတို့၌မူအလွန်ထုံထိုင်းလာပြီးကျွန်ုပ်ညံ့သောဘာသာရပ်များ၌ပြည်သိန်းကျော်သည်ထူးချွန်လာ၏ကျွန်ုပ်သည်ကျောင်းစာအပြင်စကယ်ရီလူချင်းစာစီစာကုန်းပြန်ခြင်းတို့၌မကြာခဏဆုရတတ်သည်လက်ဝဲထိုးခြင်းရေကူးပြန်ခြင်းဘိုက်စကယ်စီးပြန်ခြင်းအမြင့်ခုံပြန်ခြင်းတို့၌မူကျွန်ုပ်တို့၏ကျောင်း၌ပြည်သိန်းကျော်သားလင်ထူးချွန်၏ပြည်သိန်းကျော်သည်ယောက်ျားကလေးများနှင့်ရင်းရင်းနှီးနှီးနေတော့လဲမိန်းကလေးများနှင့်မူခက်စိမ့်စိမ့်ရှိလေသည်တို့ရာတွင်ပြည်သိန်းကျော်ပါဝင်ထိုးတတ်သောကျောင်းလက်ဝဲပွဲများ၌မူဟီးရိုးဟုအတန်ဆာဆာကလေးများနှင့်မိန်းကလေးများကအားပေးတတ်မြဲဖြစ်လေသည်ထိုခါမျိုး၌ကျွန်ုပ်သည်ရှေ့ဆုံးတန်းမှလက်ခတ်မှု၍မပြတ်အားပေးလေရှိနေသည်အလွန်ချစ်ခင်လာသောကျွန်ုပ်တို့နှစ်ဦးသည်ဆယ်တန်းအောင်မြင်ပြီးနောက်ကွက်ကွာသွားခဲ့ရ၏ကျွန်ုပ်သည် BA အောင်ပြီးနောက်စပါးကုန်တဲ့အလုပ်ကိုလုပ်ကိုင်ခဲ့သည်ပြည်သိန်းကျော်မှာဆယ်တန်းအောင်သည်နှင့်မန္တလေးဆက်ကျောင်းသို့တက်ရောက်၍ရာဇဝတ်အုပ်ပလိတ်ဖက်သို့ကူးပြောင်းခဲ့လေသည်ထိုချိန်မှစ၍ပြည်သိန်းကျော်နှင့်ကင်းကွာခဲ့လေတော့သည်အနုတ္တအမည်မျိုးမျိုးတို့သည်ကောင်းရ၌၎င်းဆိုးရ၌၎င်းထူးချွန်တတ်၏မိခဲမောင်မောင်သည်ကအနုတ္တအမည်ရှင်ဖြစ်သည်ဒီနံကျောင်းစနေနံဖျားပွဲသို့မိခဲမောင်မောင်၏မိခင်သည်ဖျားပွဲသွားရင်းဖျားပွဲမီးတောင်စဉ်ခါ၌မွေးဖွားခဲ့သဖြင့်မိခဲမောင်မောင်ဟုတွင်လေတော့သည်မိခဲမောင်မောင်၏ဖခင်ကဆန်ဆက်တတိတူဖြစ်လက်မြင်များလည်းအမြောက်များပိုင်ဆိုင်လေသည်လက်မြင်များပိုင်ဆိုင်တဲ့ကဲ့သို့မရအများလည်းအမြောက်များပိုင်ဆိုင်သည်ဟုဆို၏မိခဲမောင်မောင်၏မိခင်သည်နံပါတ်9ဇနီးဖြစ်သည်ဟုသိရသည်မိခဲမောင်မောင်နှင့်ကျွန်ုပ်သည်လည်း IA တန်း၌ကျောင်းနေဘက်ဖြစ်ပြန်သည်ထိုနှစ်ပိုင်းမှာပင်မိခဲမောင်မောင်၏ဖခင်သည်မိမတူကဓာပြင်ထိုးသဖြင့်တည်ဆုံးခဲ့သည်ဟုသိရသည်ဖခင်ဖြစ်သူသည်မိမပွေလာတော့လဲမိခဲသည်ကဤသို့မဟုတ်မိမများကိုစစ်စစ်ဆက်ဆက်ကြည့်သည်ကိုပင်ကျွန်ုပ်မတွေ့ခဲ့ရဘူးပါလူငယ်ပါဝမိမနှင့်ဆက်သောစကားများဝိုင်းဖွဲ့ပြောဆိုသည့်အခါ၌လည်းဝင်ရောက်ပြောဆိုခြင်းမပြုနားထောင်ခြင်းမပြုရုံမျှမကထိုအကြောင်းအရာများကိုမပြောဆိုရန်မကြာခဏကန့်ကွက်တတ်သေးသည်ရုပ်ရည်မှာချောမောသည်ဟုမဆိုသာတော့လဲကြည်ပြောရှုပြောရှိသူတရားဟုတော့ဆိုနိုင်သည်သဘောလဲလွန်စွာမှကောင်း၏တစ်ဖက်သားကိုလည်းလွန်စွာပင်ကြွေးခြင်းမွေးခြင်းစိတ်ရှိ၏စကားအလွန်နေသည်အာရန်တက်နေကြသူတိုင်းလောင်နီးနီးမိခဲမောင်မောင်ကိုခင်မင်ကြ၏အများအတွက်လည်းအနစ်နာခံတတ်သည့်သူဖြစ်သည်တခါ၌ကျွန်ုပ်တို့သည်မယိုးမရင်ကလတ်၌မူရစ်တောက်စားပြီးနောက်ပကံခွက်ရောင်များပောက်ခွဲခြင်းဇဝဲကင်းနှင့်လိုက်ကားများဆုပ်ပြဲခြင်းများပြုလုပ်၍ရန်ကားကြလေသည်မိခဲမောင်မောင်ကရန်ကားခြင်းလည်းမပြုဖြတ်စည်းခြင်းလည်းမပြုရုံမျှမကမူ၍ရန်နေသောကျွန်ုပ်ပါဝင်ခြားလူများကိုလိုက်လံထိမ့်သိမ်းပေးခဲ့လေသည်တို့ရရင်ကလတ်မှ
ပလိတ်ဖက်သို့အကြောင်းကြားသည့်အခါတွင်မူဒူးကိုဒူးလွှဲချရှောင်တိန်၍ကိုလွတ်ယုံလျက်ရှိနေကြသည်သို့သောမိခဲမောင်မောင်ကသူလုပ်သည်ဟုကောင်းခံလိုက်ယုံများမကပလိတ်ချုံ၌တညတာအိတ်ဆက်၏ဆုံးရှုံးသွားသောပစ္စည်းတန်ဖိုးများကိုလည်းတယောက်တည်းပေးလျော်ခဲ့လေသည်မိခဲမောင်မောင်၏လေးစားစရာကောင်းသောချက်လက်အမြောက်များနှင့်အလွန်ဆက်ဆုပ်ဖွယ်ရာကောင်းသောအချက်တစ်ချက်ရှိထိုအချက်ကြောင့်ပင်အကွက်လဲအောင်သွေးထားသောစိန်တုံး၌အနာကလေးတစ်ကွက်ပါနေသည့်လားမိခဲမောင်မောင်၏ဘဝသည်နှလုံးနာဖွယ်ရာရှိလာသည်ဤမြသဘောကောင်း၍အေးချမ်းလာသောမိခဲမောင်မောင်၏ဟရိယာနှလုံးအိမ်နောက်၌ခိုကပ်နေသောမာနသား၏တမန်တော်နတ်မိတ်စာတစ်ကောင်ရှိလေသည်ထိုနတ်မိတ်စာကအကြောင်းမဟုတ်မခံကျင်စိတ်နှင့်တကွာရှင်၍ဖြစ်ပေါ်လာသောလက်စားခြေလိုသောစိတ်မှပင်ဖြစ်သည်ကျွန်ုပ်နှင့်မိခဲမောင်မောင်တို့နှစ်ဦးစလုံးပြီးအောင်ပြီးနောက်ကွဲကွာသွားခဲ့ကြ၏ကျွန်ုပ်သည်ကျွန်ုပ်ဖခင်လမ်းကုန်လည်းရင်ဖြစ်သောစပားလုံငန်းတွင်နစ်မြုပ်၍တစ်တန်ကြာလောက်ကန်ခဲ့ပြီးနောက်အိမ်ထောင်ပြုရန်အကြောင်းပေါ်ပေါက်လာလေသည်သူတို့သမီးလောင်နှင့်တကွာသူ၏ဆွေမျိုးတစုတို့သည်ကျွန်ုပ်သဘောတူပြီးနောက်ဖျားဘူးရန်ကုန်သို့လာကြလေတော့သည်ကျွန်ုပ်တို့အိမ်မှာပင်တဲခိုကြ၏ကျွန်ုပ်တို့ကလည်းဖျားပေါင်းစုံကိုလိုက်ပို့ရလေသည်ထိုခါကျမှပင်မိမိယူမိဇနီလောင်အားအတိအချမြင်ဘူးလေတော့သည်ဇနီလောင်မှာရေနံကျောင်းသူဖြစ်ရေနံတွင်းစားမျိုးရိုးဖြစ်အမည်မှာလှိုင်လှိုင်တင်ဟုခေါ်လေသည်လှိုင်လှိုင်တင်အားတွေ့မြင်လိုက်သည့်ခဏ၌ပင်မိခင်ကြီးအသေးဖြောင်းအောင်ပေးစားသောမိန်းမကိုယူပါမည်ဟုပြောခဲ့သောစကားကိုပင်ရှက်မိလေသည်ယခုကလှိုင်လှိုင်တင်အားယူမိလေမိခင်ကြီးစိတ်ဒုက္ခခံစားရပါမည်ရှောင်းမာသားရဲ့ဟုဆိုသည့်တိုင်အောင်ကျွန်ုပ်သည်နောက်ဆုံးနိုင်တော့မည်မဟုတ်ပေလှိုင်လှိုင်တင်အားလည်းကျွန်ုပ်ကလက်ဆောင်မြောက်များဝယ်ပေးလှိုင်လှိုင်တင်မှမူကျွန်ုပ်အာမိပါများကသဘောတူထား၍သာခင်မွန်းလောက်ဖြစ်မှလွဲ၍စိတ်ဝင်စားပုံမပေါ်လှပေလှိုင်လှိုင်တင်တို့ပြန်သွားပြီးနောက်ကျွန်ုပ်ရင်ဝါသို့တန်ကျိုးနှင့်တအားဆောင်ရထိုးလိုက်တဲ့ကဲ့သို့စာတဆောင်ကိုစာတိုင်းမှရရှိလေတော့သည်စာမှာ register လုပ်၍ပေးပို့လာသောစာဖြစ်တဲ့ဖြင့်ကျွန်ုပ်လက်မှတ်ရေးထိုးယူရ၏ထိုစာရောက်သောနေ့မှစ၍ကျွန်ုပ်သည်ပထမကကျေးဇူးတင်ခဲ့မှုသောဖူးစာရည်နှက်ကြီးကိုဒေါပွားမိလေတော့သည်တို့တငယ်ချင်းကိုသိန်းကျော်ဒီစာကိုရေးရတာအားလဲနာပါတယ်ဒါပေမဲ့မရေးမဖြစ်လို့ရေးလိုက်ရတာကိုခွင့်လွှတ်ပါခင်ဗျာကိုရွှေသိန်းကျော်နဲ့မိဘချင်းသဘောတူပြီးလက်ထပ်ကြမယ်လှန်လိုက်တင်ကကျွန်တော်ချစ်သူပါကျွန်တော်တို့လူငယ်ချင်းချစ်ကြိုက်နေကြတာကြာပါပြီလှန်လိုက်တင်ရမိပါများကကျွန်တော်တို့စီးပွားပြတ်နေတာကြောင့်ရောကျွန်တော်ဖခင်ရဲ့အကျင့်စာရိတ္တကိုမကြိုက်တာကြောင့်ရောကျွန်တော်နဲ့သဘောမတူနိုင်ပဲရှိနေပါတယ်ဒါကြောင့်လှန်လိုက်တင်မိပါများကသဘောတူလာအောင်အတွက်ပြတ်နေတဲ့စီးပွားရေးကိုလည်းပြန်ပြီးဖြစ်ထွန်းအောင်ကြိုးစားနေရပါတယ်ဖခင်ရဲ့အကျင့်စာရိတ္တမျိုးကျွန်တော်မှမရှိကြဘူးလည်းသဘောပေါက်နားလည်အောင်ကျွန်တော်ကြိုးစားလျက်ရှိစဉ်မှာကိုရွှေသိန်းကျော်နဲ့စီစဉ်ကြောင်းလှန်လိုက်ငါပြောပြလို့သိရပါတယ်ဒါကြောင့်ကျွန်တော်ကိုရောလှန်လိုက်တစ်ကိုပါတနာသောအားဖြင့်စိစက်ကြောင်းလန့်မှုကိုဖျက်သိမ်းပေးပါလို့အတနာခံပါတယ်ဒီကိစ္စကိုခမည်းရဲ့ကျွန်တော်ရဲ့လှန်လိုက်တင်ရဲ့ပဲသိပါတယ်တခြားဘယ်သူကမှလည်းမသိစေဖို့မေတ္တာရက်ခံပါတယ်တင့်တငယ်ချင်းမိခဲမောင်မောင်ရေနံချောင်းကျွန်ုပ်ဒီအထက်ပါစာကိုဖတ်ပြီးနောက်များစွာစိတ်ထိခိုက်မိသည်မိခင်ကြီးအားငှက်၍ယူရမည်ဆိုပါကမိခဲမောင်မောင်လိုလားသည့်အတိုင်းစိစက်မှုအားဖျက်သိမ်းပေးကောင်းပေးပေလိမ့်မည်တို့ရရင်လှန်လိုက်တင်အားကျွန်ုပ်ကိုယ်တိုင်ကနှစ်သက်သဘောကျနေသည်ဖြစ်လျက်နောက်ဆုတ်ပေးရမှာလုံးဝမဖြစ်နိုင်တော့ပေထို့ကြောင့်မိခဲမောင်မောင်ထံသို့မိခင်စိတ်ချမ်းသာမှုအတွက်လက်ထပ်ရခြင်းဖြစ်ကြောင်းကျွန်ုပ်အနေနဲ့မို့နောက်ဆုတ်ပေးလိုကြောင်းစသည်ဖြင့်ရေးသားထားခဲ့သောစာတစ်စောင်ကိုပေးပို့ခဲ့လေသည်ကျွန်ုပ်ဤစာကိုရကြောင်းမိခင်အတွက်ဖြစ်နေသောကြောင့်သူ့အနေနဲ့လည်းကျွန်ုပ်ပေါ်၌မိတို့များသဘောမထားကြောင်းခွင့်လွှတ်ကြောင်းဒီကနေ့ဆဲဆဲဝေဒနာတဲ့သူဤဆန္ဒအတွက်သူရောလှန်လိုက်တင်ရောကျွန်ုပ်ပါအနစ်နာခံတင်ချကြောင်းရေးသားထားသောစာကိုမိခဲမောင်မောင်ထံမှရရှိခဲ့လေသည်သို့သောကံတရားသည်တစ်မျိုးတစ်ဖုံပြောင်းလဲခဲ့ရပြန်၏မိခဲမောင်မောင်ထံမှစာရပြီး2ရက်အကြာ၌ပင်ကျွန်ုပ်၏မိခင်ကြီးကွယ်လွန်သွားလေတော့သည်ဇာပနာကိစ္စပြီးမြောက်ပြီးနောက်တရက်၌မိခဲမောင်မောင်သည်ရန်ကုန်သို့ရောက်ရှိလာပြီးလင်ကျွန်ုပ်အားချင်းဆို၍တွေ့ဆုံလေတော့သည်ကျွန်ုပ်၏မိခင်ကြီးကွယ်လွန်သွားသည့်အတွက်ဝမ်းနည်းကြောင်းတစ်ဖက်၌လည်းလှန်လိုက်တင်နှင့်လက်ထပ်ရေးကိစ္စမှာလည်းပြင်ဆင်နိုင်ခွင့်ပေါ်ပေါက်လာပြီဖြစ်၍ဝမ်းသာမိကြောင်းကိုရိုးသားစွာကျွန်ုပ်အားပြောပြ၏မိခင်ကြီးမရှိတော့ပြီဖြစ်၍မိခင်စိတ်ချမ်းသာအောင်လှန်လိုက်တင်အားယူရမည့်အစီအစဉ်မှာပြောင်းနိုင်ပြီလောဟုမေးလေသည်ဒီလိုရှိရဲ့ကိုမောင်မောင်ကျွန်တော်မိခင်ကြီးမရှိတော့ပေမဲ့ကျွန်တော်အတော်တွေရှိသေးတော့ဒီကိစ္စကပြင်လို့ဖြစ်မယ်မထင်ဘူးမဟုတ်ပါဘူးကိုရွှေသိန်းကျော်ခင်ဗျားကိုယ်တိုင်ကနောက်မဆုတ်ရင်ဖြင့်ကျွန်တော်ဘာမှပြောစရာမရှိဘူးဒါမဲ့ခင်ဗျားကခင်ဗျားမိခင်ကြီးကိုအကြောင်းပြပြီးစောင့်မပေးနိုင်ကြောင်းကျုပ်စီကိုစာရေးခဲ့တယ်ကျုပ်ကလည်းတကယ်ယုံကြည်ခဲ့တယ်အခုခင်ဗျားမိခင်ကြီးမရှိပြန်တော့လဲခင်ဗျားကနောက်ဆုတ်မပေးနိုင်ဘူးဆိုပြန်တော့
ခင်ဗျားကကျွန်တော်စီကိုတက်တက်လိန်ညာပြီးရေးခဲ့တာပဲမိခင်ကြီးကိုအကြောင်းပြပြီးခင်ဗျားကိုယ်တိုင်လိုင်းတင့်ကိုအပိုင်စီးကျင်နေတယ်ဆိုတာကိုကျွန်တော်အခုမှသိရတော့တယ်ခင်ဗျားကျွန်တော်ကိုလိန်ပြီးရေးတယ်ခင်ဗျားကျွန်တော်ကိုလိန်ပြီးရေးတယ်ဟူသည့်စကားကိုနှစ်ကြိမ်ထပ်၍ပြောသွားသည်ကိုကျွန်တော်သတိထားမိလေသည်မိခဲမောင်မောင်နဲ့တွေ့ပြီးတလလောက်ကြာတွင်လက်ထပ်ပွဲကိုရန်ကုန်၌ပြုလုပ်ရန်စီစဉ်လာလေ၏လိုင်းတင်တို့မိသားစုရာမီနေကဘူတာတွင်ကျွန်ုပ်ကိုယ်တိုင်ကားဖြင့်သွားကြိုခဲ့၏ကျွန်ုပ်အိမ်သို့လိုင်းတင်တို့မိသားစုအားတင်ဆောင်၍မောင်းနှင်လာစဉ်ကမာရွတ်သို့အယောင်၌ကားတစ်စီးနှင့်ခေါင်းချင်းဆိုင်နဲ့ငယ်တိုင်မိသည်ဖြင့်တစ်ဖက်ကားသမားနှင့်ကျွန်ုပ်စကားများကြလေသည်တစ်ဖက်ကားသမားမှာခေါ်ရကားလူမျိုးဖြစ်၍ကျွန်ုပ်ကလည်းမြန်မာလူတဝက်အိန္ဒိယလူတဝက်ပြောဆို၍စကားများရခြင်းဖြစ်လေသည်စကားများနေစဉ်ကျွန်ုပ်ကားပေါ်မှာလိုင်းတင်အပါဝင်အားလုံးလိုအောက်ဆင်းကြရ၏နောက်ဆုံး၌ခေါ်ရကားနှင့်ကျွန်ုပ်အားအနီးမှပလိတ်တူကလာရောက်ဖြည့်ရှင်းပေးသည်ဖြင့်ခြေအေးသွားကြပြီးကိုကီကိုဆက်လက်ထွက်ခွာခဲ့ကြလေသည်ခေါ်ရကားသည်ဆက်လက်၍မောင်းထွက်သွားနိုင်တော့လဲကျွန်ုပ်မှမပေါင်းနိုင်တော့ပါအကြောင်းမူကားလိုင်းတင်ပျောက်ဆုံးသွားခြင်းကြောင့်ဖြစ်သည်လိုင်းတင်မိခင်ကလည်းလိုင်းတင်သည်သူ့အနီးတွင်ရက်နေတာမှပျောက်သွားသည်ဟုဆို၏ထိုစဉ်ကျွန်ုပ်ကားပေါ်၌ပါသူများမှာလိုင်းတင်မိခင်အတော်နှင့်၎င်း၏ယောက်ျား10နှစ်သားအရွယ်လိုင်းတင်မောင်ကလေးတို့ဖြစ်လေသည်ပလိတ်များကအတော်ပင်တော်ကြ၏တိုင်ချက်ဖွင့်ပြီးတပတ်ကြာမှပင်မိခဲမောင်မောင်အားဖမ်းမိလေတော့သည်ကန်းနိုင်တွေးကြရာမိခဲမောင်မောင်ကသူ့၏ထုံးစံတိုင်းပြုံး၍အားလုံးကိုရင်ရင်ကျေးကျေးနှုတ်ဆက်လေသည်လိုင်းတင်ရဲ့တော်နှင့်အမေသည်မိခဲမောင်မောင်အားမကြောက်ဝင်မနာသာဆဲရီတိုင်းထွာကြလေသည်ကျွန်ုပ်နှင့်လိုင်းတင်မိပါများပူပေါင်းကနောက်ဆုံး၌မိခဲမောင်မောင်အားရုံးတင်၍တရားစွဲနိုင်ခဲ့လေသည်နှစ်ဖက်ပေါင်းရင်ငွေကိုဖိသွန်းကမိခဲမောင်မောင်အားထောင်မကြမချင်းပြုလုပ်ခဲ့ကြလေ၏ထိုချိန်ကငွေများနှင့်တရားနိုင်သောအခါဖြစ်လေရာမိခဲမောင်မောင်ထောင်ကျလေတော့သည်သို့သောမိခဲမောင်မောင်အပေါ်၌တစ္ဆာရှိလာသောလိုင်းတင်သည်ရုံတော်၌ရှေ့နေတင်ပေးသည့်အတိုင်းမထွက်ဆိုပဲသူကိုယ်တိုင်ကချိ၍လိုက်သွားခြင်းဖြစ်ကြောင်းထွက်ဆိုလေသည်ထို့ကြောင့်ထောင်ဒဏ်မှာများများဆဆမကြပဲနှစ်သာကြာခံရလေသည်မိခဲမောင်မောင်ထောင်ကျနေစဉ်မှာပင်ကျွန်ုပ်နှင့်လိုင်းတင်သည်လက်ထပ်ခဲကြလေသည်လိုင်းတင်မိခင်သည်ကျွန်ုပ်အားလိုင်းတင်ကမယူလျင်အစိတ်တောက်တင်မည်ဟုအကြက်ကင်ကလိုင်းတင်ကိုအတင်းပေးစားခဲ့ခြင်းဖြစ်၏လိုင်းတင်သည်မိမတို့၏ဝတ္တရားများခြေပွန်ပါ၏သို့သောကျွန်ုပ်၏အသေးနှလုံးကိုကျွဲခတ်တဲ့ကဲ့သို့ခန်းစားဖွယ်ရာတစ်ခုတော်ဖြင့်ပြုလုပ်လျက်ရှိသည်ကျွန်ုပ်နှင့်ရပြီးသည့်တိုင်အောင်ဆွဲကြိုးတွင်ဆွဲထားသောလော့ကက်သည်လေးထဲ၌မိခဲမောင်မောင်၏တပ်ပုံကိုထည့်ထား၏မကြမကြလဲထုတ်၍ကြည့်လေသည်ကျွန်ုပ်သည်တီးမခံနိုင်တော့သည့်အစုံလော့ကက်သည်အားလူယူ၍လွတ်ပစ်လိုက်လေတော့၏ထို့သောပြုလုပ်ခဲ့တော်လဲနောက်တစ်နေ့ဈေးကပြန်၌လိုင်းတင်း၏ဝါဝင်သောလက်ပြန်ကလေးတွင်မောင်မောင်ဟူသောစားတဲ့နဲ့နဲ့ထင်းထင်းကြီးကိုစုပ်စေးဖြင့်ထိုးနှံလာခဲ့သည်ကိုကြေကွဲဖွယ်ရာတွေ့မြင်ရလေတော့သည်သုံးနှစ်ပင်ပေါင်းသင်းလာခဲ့ရာ3နှစ်ကျော်ခဲ့ပြီဖြစ်တခါတည်းကျွန်ုပ်တို့အကြောင်းမသိသောသူများကလိုင်းတင့်လက်မှစားတဲ့ကိုနားမလဲပဲဘာစေးထိုးထားတာလဲလှရဲ့ယောက်ျားမိခဲမောင်မောင်ရဲ့နာမည်ကိုအမတ်တရထိုးထားတာပါလိုက်မေမေနဲ့ကိုရွှေသိန်းကျော်တို့လောက်ကြံပြီးတရားစွဲဆိုလို့ထောင်ကျသွားပြီးဇက်မြုပ်သွားတာပါပဲရှင်လိုင်းတင်သည်ကျွန်ုပ်အားပညာသားပါပါစိတ်ဆင်းရဲအောင်နှိပ်စက်လျက်ရှိတော်သည်နောက်ဆုံး၌ကျွန်ုပ်နှင့်လိုင်းတင်တို့သည်တရားဝင်ပြတ်ဆဲခဲ့ကြရ၏ထို့သို့ပြတ်ဆဲလိုက်သည့်အခါသည်မိခဲမောင်မောင်ထောင်ကျသွားသည့်ရက်မှအသေးချာရေတွက်လင်4နှစ်4လနှင့်4ရက်တီတီဖြစ်လေသည်ကျွန်ုပ်နှင့်လိုင်းတင်ကွဲကွာခဲ့ပြီးနောက်6လခန့်အကြာတွင်တနေ့သ၌ကျွန်ုပ်သည်ခနောင်တို့ဘက်သို့ဆန်းဆက်တလုံးဝယ်ယူရန်အတွက်ဆက်အခြေအနေအားကြည့်ရှုရန်သွားခဲ့လေသည်ဆန်းဆက်အားကြည့်ရှုပြီးနောက်ကျွန်ုပ်နှင့်ကျွန်ုပ်၏တပြေလေးမောင်ဝိုင်းမောင်တို့သည်တမန်တစည်းကိုစီး၍ရန်ကုန်ဘက်ကံသို့ပြန်ခဲ့လေသည်တို့ရတွင်တမန်သည်မြစ်လယ်အရောက်၌ရန်ကုန်ဘက်သို့ဥတီခြင်းမပြုဘဲချောင်းလက်တက်ကလေးဘက်သို့ဥတီကလှော်ခတ်၍နေလေတော့သည်ဟေးရန်ကုန်စီဂျာရိကမောင်ဝိုင်းမောင်ကတမန်သမားအားရန်ကုန်သွားမှာဟုတိတ်ပဲရသောအိန္ဒိယဘာသာစကားအကျိုးပဲနှင့်ဆဲဆိုကျိမ်းမောင်းလေတော့သည်တမန်သမားကမူတခုံးမှပြန်မပြောဘဲခက်မြဲခန့်နေလေရာတမန်သည်ဓနိလက်များအုပ်ဆိုင်နေသောချောင်းရိုးကလေးတဲ့သို့ဝင်စပြုတ်နေပြီးပင်ဖြစ်ထို့ကြောင့်ကျွန်ုပ်၏တပည့်ကတမန်သမားအားထိုးကျရန်အတွက်ထိုင်ရမှဝုန်းကနေထရက်လိုက်လေသည်သို့သောတမန်သမားကသူ့၏အင်ကြီးအောက်ကပုံစအတွင်းမှ6လုံးပြူးတနက်ကိုဆွဲထုတ်ပြီးနောက်ဟေးကဂျားရဲကမတိချင်းငိမ့်ငိမ့်လေးလိုက်စမ်းဒီမှာကိုရွှေသိန်းကျော်ကျွန်တော်မိခဲမောင်မောင်ပါဗျဖတ်မယုံပါဘောနော်ကျွန်ုပ်ဒီများစွာတုံထုတ်သွားမိမကြည့်ရဲကြည့်ရဲဖြင့်သူ့၏မျက်နှာကိုကြည့်လိုက်ရာကျေနပ်ခြင်းဝမ်းမြောက်ခြင်းအောင်ပွဲခံခြင်းစသည်တို့ရောပြွန်းလျက်ရှိကြောင်းတတိပြုမိလေတော့သည်
တင်မင်းထံသို့ရောက်လင်မင်းကျွန်ုပ်၌လွတ်လန်းရှိမည်ဖြစ်တော်လဲမိခဲမောင်မောင်၏လက်တွင်းမှမူလွတ်မြောက်ဖွယ်ရာမရှိဟုသဘောပေါက်မိပါသည်ထို့ကြောင့်ကျွန်ုပ်သည်ချောင်းထဲသို့ခုန်ချ၍ရင်ငုပ်ပြေးရန်ကြံမိသည့်အလျောက်ခြေကိုပြတ်ဆောင်ဝင့်၍ကြည့်မိလေသည်အလွန်အကင်းပါလာသောမိခဲကကျွန်ုပ်၏ကြံကိုရိမ့်မိသဖြင့်ကိုရွှေသိန်းကျော်ချောင်းထဲခုန်ချပြီးငုပ်သွားဖို့တော့စိတ်မကူးထက်ကြချောင်းကတိမ်တိမ်လေးရဲ့ခမခါတော့ပဲရှိတယ်ကျွန်ုပ်ဒီသူပြောမှပင်ဆင်ခြင်မိထိုချောင်းရိုးကလေးမှာအလွန်တိမ်လာ၏အချို့နေရာများ၌လက်မှုကုံများပင်ထွက်၍နေလေသည်တမန်သည်ချောင်းခွေကလေးတစ်ခုကိုလော်ခတ်ပြီးနောက်နိုင်ဝက်ခန့်ထပ်မံ၍လော်ခတ်ရသည်ရာချောင်းဝပါဆိုလျှင်45မိနစ်ခန့်လော်ခတ်ရသောခရီးဖြစ်၏နောက်ဆုံး၌ဝါဒရာလေးတစ်ခုစီသို့ဆက်ရောက်သွားခဲ့လေသည်ဝါဒရာလေး၌တမန်ကပ်လိုက်ပြီးဆိုလျှင်ပင်လူတစ်ယောက်ပေါ်လာပြီးကျွန်ုပ်နှင့်ကျွန်ုပ်တပည့်လေးအားကျိုးဖြင့်တုပ်လေတော့သည်မိခဲမောင်မောင်သည်သူ၏မျက်နှာတွင်တုံလိန်ထားသောစီမံများကိုဖယ်ရှားလိုက်လေ၏ကွဲကွာသွားသည့်3-4နှစ်အတွင်းအနေငယ်ပိန်သွားသည်မှလွဲ၍သူ၏ရုပ်ရည်မှာရခင်ကကဲ့သို့ကြည်လင်လက်ဆက်နေလေသည်ကျွန်ုပ်နှင့်တပည့်လေးကိုကျိုးနှင့်တုပ်သည်ကိုကြည့်၍သူသည်စိတ်မကောင်းဖြစ်သွားပုံရ၏ဟေးညီလေးဘာမှမစိုးရိမ်ပါနဲ့ကွာမင်းကိုဘာမှမလုပ်ဘူးဆိုတာအကိုဂရိပေးပါတယ်အခုလိုမစီမဆိုင်ဒုက္ခပေးရတဲ့အတွက်စိတ်မကောင်းပါဘူးဒီတော့ရော်ကြီးအဖြစ်ပြန်လွှတ်လိုက်တဲ့အခါမှာအကိုကငွေ900ပေးမယ်ဆိုတာကိုလည်းဂရိပေးပါတယ်။မောင်ဝိုင်းမောင်အားဤသို့ပြောလိုက်တဲ့ပြင်ကျွန်ုပ်မှာပို၍ကြောစိတ်သွားလေတော့သည်။သူ့စကား၌မောင်ဝိုင်းမောင်ကိုဘာမှမလုပ်ဟုဆိုထား၏ထို့ကြောင့်ကျွန်ုပ်အားတစုံတစ်ခုပြုလုပ်မည်မှာတေချာလာလေတော့သည်။မောင်ဝိုင်းမောင်အားပြန်လွှတ်သည့်အခါ၌ငွေ900ပေးမည်ဟုဆို၏ထို့ကြောင့်ကျွန်ုပ်အားပြန်မလွတ်တော့ဟုယူဆမိပြန်သည်။ဝါဒတာလေးမှဖြတ်ကျော်ကခြေသွားလန်းလေးတိုင်းခေါ်သွားကြလေရာနောက်ဆုံး၌ဓဏိတော်ကြီးအတွင်းရှိတဲဝိုင်းကြီးတစ်ခုစီသို့ရောက်ရှိလာလေတော့သည်ကျွန်ုပ်တို့ရောက်ရှိသွားချိန်တိုင်းပေါင်းစပြိုးပြီးဖြစ်တဲ့ဖြင့်တဲအတွင်း၌အောင်လင်းတံမီကိုထွန်းထားပြီးဖြစ်ကျွန်ုပ်သည်ကြောက်စိတ်များလွှမ်းမိုးနေပြီဖြစ်လေသည်အတဲအတွင်းသို့ရောက်လင်ကျွန်ုပ်တို့အားကလထိုင်၌ထိုင်စေပြီးလင်ကလထိုင်တွင်ပူးပြေတုံနှောင်ထားပြန်၏လက်နှစ်ဖက်ကိုမူကားလှုပ်၍ပေးထားလေသည်တောင်းမြအကြတွင်အရက်အကောင်စားများနှင့်စားပွဲတောက်ပွဲများရောက်ရှိလာ၏သူ၏လူလေးဦးတို့သည်ရှောင်ပေးသည့်သဘောဖြင့်တဲအပြင်သို့ထွက်သွားကြလေသည်ဇဝဲနိုင်မှုမိခဲမောင်မောင်ကျွန်ုပ်နှင့်မောင်ဝိုင်းမောင်တို့3ဦးသာလင်ကြံရိတ်ခဲ့လေသည်အခုလိုပြုစုဧခံရတာကတော့အเจ้าနေပဲတငယ်ချင်းတယောက်အနေနဲ့ကွဲသွားတာလဲကြာပြီဖြစ်လို့ပြန်တွေ့တဲ့အခါရင်ကလိုပဲခင်ခင်မင်မင်ပြုစုတာပါခင်ဗျားကိုကျွေးမွေးတာကတငယ်ချင်းဖြစ်နေပါခင်ဗျားရဲ့ရုပ်မာမှုကောက်ကျဆင်းလဲမှုလိန်ညာမှုတွေကတက်တက်နှိပ်စက်မှာပါမပူပါနဲ့မိခဲကဘလို့လူစားဖြစ်တယ်ဆိုတာကိုခင်ဗျားနားလဲပါတယ်ကျွန်တော်ဟာလူကောင်းတယောက်ပါဒါပေမဲ့တစ်ဖက်စီးနှင်းလောက်တက်တဲ့လူဖို့တော့ကျုပ်ကတေမင်းပဲကျွန်ုပ်ဒီခေါင်းကိုငုံထားလိုက်လေသည်စာလိန်ရင်းမိသည့်အတွက်သူ၏ချစ်သူကိုပိုင်စည်းခဲ့သည့်အတွက်မိတို့ပြုလုပ်လိမ့်အောင်မြင်သည်သွေးပြတ်ဖွယ်ရာအတွင်းများသည်ကျွန်ုပ်၏အုံနောက်အတွင်းသို့မခေါ်ပင့်ပဲအရှိုရှိုရောက်ရှိလာလေသည်ထိုညကရှေ့တွင်ကြုံတွေ့ရမည့်အန်တီရဲ့များအတွက်ထိတ်လန့်ခြင်းကြောင့်အိပ်၍မပျော်ခဲ့ပါနနက်မိုးလင်းလင်မူကော်ဖီနှင့်နံပြားများအပြင် secret များပါလာ၍ပေးလေသည်ထိုနေ့တစ်နေ့လုံးနှင့်နောက်တစ်နေ့တစ်နေ့လုံးမိခဲမောင်မောင်သည်ကျွန်ုပ်အားနှိပ်စက်ခြင်းမပြုပါထိုနေ့တို့သတင်းစာများလာပေးသဖြင့်ဖတ်ကြည့်ရာသတင်းစာတနေရာ၌ကျွန်ုပ်နှင့်ကျွန်ုပ်၏တပည့်မောင်ဝိုင်းမောင်တို့ပျောက်နေကြောင်းသတင်းတိုကလေးတစ်ပုဒ်ကိုဖတ်ရှုရလေသည်ထိုသတင်းအားခဲတံနေနှင့်ဝိုင်းထားသည်ကိုထောက်လင်မိခဲမောင်မောင်ဖတ်ရှုပြီးလောက်ပြီးဖြစ်လေသည်ထိုနေ့ညတွင်ကျွန်ုပ်လည်းအတော်တန်နေသာထိုင်သာရှိနေပြီဖြစ်မိခဲမောင်မောင်သည်ကျွန်ုပ်အားပလက်ကလထိုင်တွင်ထိုင်စေကသူကမူခွေးချေတစ်လုံးပေါ်၌ထိုင်လေ၏ကိုရှိသိန်းကျော်ဒီနေ့ညကခမရအတွက်ရောကျွန်တော်အတွက်ပါသိပြီးရေးကြည့်တဲ့ညဖြစ်တယ်ပထမကျွန်တော်စီစဉ်တာကတော့ခမရကိုဖမ်းပြီးရင်ခမရကျွန်တော်အပေါ်မှာကျူးလွန်ခဲ့တဲ့အပြစ်တွေကိုပေးဖို့ပဲအပြစ်ပေးတဲ့နေရာမှာလဲကျွန်တော်ကိုပေးထားတဲ့ဒုက္ခတွေအတွက်သာမဟုတ်ဘဲနဲ့လာလိုင်းတင့်ကိုပါပေးထားတဲ့ဒုက္ခတွေအတွက်လက်စားချေဖို့ပဲဒါပေမဲ့ခမရပြောင်းနေတာနဲ့ပတ်သက်ပြီးပလိတ်ဖွဲကအပူတပြင်းလိုက်စုံစမ်းနေလေတော့ခမရကိုချိန်ဆွဲပြီးလက်စားချေနေဖို့ကျွန်တော်မှအခွင့်အလမ်းမရှိတော့ဘူးဒီတော့အကောင်းဆုံးအစီအစဉ်တစ်ခုကိုရှာရပြန်တယ်ည8နာရီမှာကျွန်တော်တို့ဒီနေရာကနေရှောင်းတိန်နေရာမှာဖြစ်တယ်ကျွန်တော်လူတွေကိုဒီည8နာရီထိုးတာနဲ့ဒီနေရာကနေထွက်သွားခိုင်းမယ်ခင်ဗျားတပည့်လေးမောင်ဝိုင်းမောင်ကိုပါသူတို့နဲ့တပါးတည်းထည့်လိုက်မယ်မနေ့ကျရင်တန်မှန်စီပြီးအလွယ်တကူပြန်လို့ရတဲ့နေရာထိလိုက်ဖို့ပေးလိုက်မယ်ခင်ဗျားနဲ့ကျွန်တော်ကတော့ဒီတဲကြီးထဲမှာကြံရိတ်ခဲ့ကြမယ်ခင်ဗျားကလည်းလွတ်မြောက်ဖို့ကြိုးစားရမယ်ကျွန်တော်ကလည်းခင်ဗျားလက်ချက်မဦးနိုင်အောင်ကြိုးစားရမှာပဲဒီတော့ခင်ဗျားရင်လည်းတေးနိုင်တယ်ကျွန်တော်ရင်လည်းတေးနိုင်တယ်ဗျာကျွန်တော်ဒီနားမလဲခြင်းကြောက်လန့်ခြင်းတို့ပြင်ဗျာဟုရေရွမိကိုရွှေသိန်းကျော်သိပြီးမရှင်းသေးဘူးနဲ့တူတယ်ဒီလိုပါဗျကျွန်တော်လူတွေကတဲကြီးရဲ့အပေါက်တွေကိုအပြင်ကနေမဓမ္မတိုင်းကြီးတွေနဲ့ကန့်လန့်ပြီးပိတ်သွားကြလိမ့်မယ်
ခင်ဗျားနဲ့ကျွန်တော်2ယောက်တည်းကြံရင်ခဲ့မယ်ကြံပြီးတော့ခင်ဗျားကဒီတဲထဲမှာရှိတဲ့လက်နဲ့ကြိုက်ရအသုံးပြုနိုင်တယ်ဒါပေမဲ့တနတ်တော့မပါဘူးကျွန်တော်ကတော့ဟောဒီ6လုံးပြူကိုကိုက်မယ်ဟာဘာလဲကျွန်တော်ကတနတ်နဲ့ဆိုတော့ကျွန်တော်ပဲနိုင်မှာပေါ့လို့ဆိုလိုချင်တာလားမဟုတ်ဘူးလေဗျာဒီလိုလဲကျွန်တော်ကတနတ်ကိုင်မဲ့မျက်လုံးကိုအဝတ်စီးထားမှာပါဗျခင်ဗျားဘယ်နေရာမှာရှိတယ်ဆိုတာကိုမသိနိုင်ဘူးပေါ့ခင်ဗျားကကျွန်တော်အလစ်မှာဟော့ဟိုတာနဲ့ဒါလွှဲခုံနိုင်တယ်ဟော့ဟိုဂေါ်ရခါတကောက်နဲ့လဲပေါက်နိုင်တယ်။ဦးပြဒီတဲထဲမှာရှိတဲ့လူသေးနိုင်လောက်တဲ့လက်နံမှန်သမျှခင်ဗျားသုံးနိုင်ပါတယ်။ကျွန်တော်တနတ်ထဲမှာကြည်စံ6000နဲ့ထည့်ထားမှာပါဗျ။အဲ့ဒီကြည်စံကုံတဲ့အထိခင်ဗျားကိုမှတ်အောင်မဖြစ်နိုင်ရင်ခင်ဗျားကမျက်စိဖွင့်လျက်ကျွန်တော်ကမျက်စိပိတ်ရနဲ့လက်နံမှန်ခံရမှာ။ကြည်စံကုံသွားလဲကျွန်တော်ကမျက်စိမှာစီးထားတဲ့ပဝါကိုမဖြုတ်ဘူး။ခင်ဗျားစိတ်ကြိုက်လက်နံနဲ့ကျွန်တော်ကိုလောက်ကြံနိုင်တယ်။ဟောကဲမင်းတို့ကတကားတွေပိတ်ပြီးတော့မင်းတို့ထွက်သွားဖို့တပေါက်ချန်တာအားလုံးကိစ္စပြီးတော့ထွက်သွားတဲ့အခါကျမှအဲ့ဒီအပေါက်ပါပိတ်သွားကြငါပြောထားတဲ့နေရာကိုညတွင်ချင်းသွားမောင်ဝိုင်းမောင်ကိုမြစ်စုံကမိပြကလေးအနားမှာထားခဲ့ဟုတ်ကဲ့ဆရာမောင်ဝိုင်းမောင်မင်းကငါဂရိပေးထားတဲ့အတိုင်းရော့ဟောဒီမှာငွေ900နောက်ပြီးတညလုံးမြစ်စုံကမိပြလေးမှာနေရမှာမနက်မှတန်မှန်တစင်းစင်းကိုခေါ်ပြီးရန်ကုန်ဘက်ကိုကူးရမှာကွာဒီတော့မြစ်စုံမှာလေးလဲတိတ်တိုက်တယ်တိတ်ချမ်းနေမယ်ဟောဟိုတန်းပေါ်မှာရှိတဲ့ငါဆွဲတာကိုဝစ်သွားမောင်ဝိုင်းမောင်ဒီကြောက်ကြောက်ရွံ့ရွံ့ဖြစ်နေတဲ့ဖြင့်သူကိုယ်တိုင်ပင်တန်းပေါ်မှာဆွဲတာကိုယူ၍ပေးလိုက်လေသည်မင်းစီယာကန်ကောင်းရင်တော့လွတ်မှာပါကွာသူလွတ်တယ်ဆိုရင်ငါလည်းသေးပါပဲဒီတော့မင်းကိုလည်းခဏဆုံရကြုံရတဲ့မိတ်ဆွေတယောက်အနေနဲ့နှုတ်ဆက်ပါတယ်ကိုရွှေသိန်းကျော်ခင်ဗျားတပီးနဲ့ခင်ဗျားပြောစရာရှိတာ15မိနစ်လွတ်လွတ်လပ်လပ်ပြောနိုင်တယ်ကဲငါကောင်တွေနဲ့ငါလည်းမာစရာပြောစရာရှိတာကိုပြောရအောင်ဒီလာကြဟိတ်မိကမောင်မောင်သည်သူ့၏တပည့်လေးယောက်ကိုမှားကြားရှိသည်များကိုမှားကြားလျက်ရှိသည်ကျွန်ုပ်မှာမျက်ရည်ဆက်လက်နှင့်အိမ်ကိုကြောင်းကြားပေးရန်မိကမောင်မောင်တို့အားလိုက်လံဖမ်းဆီးရန်ပလိပ်ဘက်အားငွေမြောက်များသုံး၍ပူကန့်ရန်စုငွေထုတ်ရန်မှားကြားလျက်ရှိလေသည်15မိနစ်ပြည့်သည်နှင့်မိကမောင်မောင်တို့လူစုသည်ကျွန်ုပ်နှင့်မျက်နှာချင်းဆိုင်လိုက်လေတော့သည်မောင်ဝိုင်းမောင်ဒီဘဝကိုအထူပမင်းစိတ်ကြိုက်ခောက်မျက်လုံးမှာစီးကြည့်မင်းစရာကိုသွားပြီးစီးပေးလာအောင်ကျင်းတတ်ပြီဆိုရင်ငါမျက်နှာမှာလာပြီးစီးပြီးတော့မောင်ဝဲမောင်သည်မိခဲမောင်မောင်ပေးသောပဝါလေးအားခောက်လျက်သူ့မျက်နှာ၌စီးကြည့်နေ၏မိခဲမောင်မောင်သည်6လုံးပြူးစုံတဲ့တွင်ကြည်စံ6တောင်ကိုထုတ်၍ကျွန်ုပ်အားပြတာကတတောင်ချင်းပြန်ထည့်လာလေသည်ကိုရွှေသိန်းကျော်ခင်ဗျားအတွက်လက်နက်တွေယူထားပြီးတော့သူတို့ထွက်သွားချင်းကျွန်တော်တို့မစသေးဘူး9နာရီတန်ချောင်းခောက်မှာစကြမယ်ဒီတော့အတွင်းတော့အေးအေးဆေးဆေးကိုနေရာကိုထိုင်ပြီးအကြံဉာဏ်ထုတ်ကြတာပေါ့ဗျာသူတို့အားလုံးထွက်သွားကြပေပြီကျွန်ုပ်နဲ့မိခဲမောင်မောင်တို့သားလင်းကြံရိတ်ခဲ့၏ကျွန်ုပ်ဒီမောင်ဝိုင်းမောင်အကြံပေးခဲ့သည်ကိုသတိရမိသည်9နာရီမထိုးမီမိမိကအခွင့်ကောင်းယူ၍မိခဲမောင်မောင်အားအပြတ်ရှင်ရန်ဖြစ်သည်မိခဲမောင်မောင်မှာကလထိုင်းတွင်ထိုင်၍တစုံတစ်ခုအားစဉ်းစားနေပုံရ၏တနက်ကိုမူစပွဲကုံပေါ်၌တင်၍ထားလေသည်သူသည်အတွေးအလျင်၌နစ်မြုပ်လျက်ရှိနေစဉ်အနားတွင်ရှိနေသောကျွန်ုပ်ကိုပင်မေ့လျော့လျက်ရှိပုံပေါ်၏သူသည်9နာရီမထိုးမချင်းရန်မပြုတ်ကျေးဟုဂတိပေးထားချက်ကိုလုံးဝယုံကြည်လျက်ရှိသူ၏ယုံကြည်မှုကိုကျွန်ုပ်ကအသုံးပြုရပေမည်၎င်းအားတည်တည်ချာချာလေးလာပြီးနောက်သူ၏တန်ကြားသို့ဓားဖြင့်ပြေးထိုးရန်ဆုံးဖြတ်လိုက်လေသည်ဒီလိုမလုံးနဲ့နေကိုရွှေသိန်းကျော်ခင်ဗျားလိုသာကျွန်တော်ကအခွင့်အရေးယူမယ်ဆိုရင်ခင်ဗျားခုလိုကောက်ကျစ်တဲ့အကြံတွေကိုကြံနိုင်မှာတော့မဟုတ်ဘူးတကယ်တော့ခင်ဗျားကကျွန်တော်ရန်သူပဲဘာအခွင့်အရေးမှမပေးပဲတက်ပစ်လို့လည်းရတာပဲဒီလိုတက်လိုက်လို့ကျွန်တော်ကပို့ပြီးနာမည်ပြတ်သွားစရာအကြောင်းမရှိဘူးမိခင်ဖောင်မောင်ကလူစိုးတစ်ယောက်ပဲမဟုတ်လားဗျလူစိုးတစ်ယောက်ကလူစိုးလှုပ်လိုက်တာမဆန်းပါဘူးဗျခင်ဗျားကိုတရားသဖြင့်အခွင့်အရေးတွေပေးလို့လဲကျွန်တော်ကိုဘယ်သူမှမချီကျူဘူးတိလဲတိကြမှာမဟုတ်ဘူးဒါပေမဲ့မတရားသဖြင့်အနာယူလိုတဲ့စိတ်ယောက်ျားတစ်ယောက်ရဲ့ရဲရဲမှုမျိုးမရှိဘဲနဲ့ဂုံတိတ်ခါမဲ့လွန်းပျော့ညံလွန်းတဲ့စိတ်ဓာတ်မျိုးကျွန်တော်မှမရှိဘူးဗျဒါကြောင့်ခင်ဗျားရတဲ့ရထိုက်တဲ့အခွင့်အရေးတွေပေးနေတာဒါကိုခင်ဗျားကသဘောမပေါက်ဖဲကိုမိခဲမောင်မောင်ကမိချိတ်ကိုဖြစ်ချလိုက်သည်ထို့နောက်တနက်ကိုကောက်ယူပြီးသူ့ပခုံးပေါ်မှကြော်၍ကျွန်ုပ်အားချိန်ထားလိုက်ပြီကျွန်ုပ်မှပြီးနိုင်သမျှပြီးအောင်စူးစမ်းခဲ့တော့လဲကျွန်ုပ်ရဲ့အကြံစီကိုသူကသိရှိသွားလေသည်ကျွန်ုပ်မှကြောက်လုံးရဲ့ဒူးများတစ်ဆက်ဆက်တုံ၍နေလေ၏သို့သောမိခဲမောင်မောင်သည်မတရားအနိုင်ယူလိုစိတ်မရှိသည့်အလျောက်ကျွန်ုပ်၏ကြံစီမှုကိုအပြစ်တင်ပြီးသည့်နောက်ကျွန်ုပ်အားပြန်၍အထိုင်ခိုင်းပါသည်ကျွန်ုပ်တို့သည်ဟိုဘက်ကမ်းမှ9နာရီတန်ချောင်းခောက်တန်ကိုနားဆွင့်လျက်ရှိကြလေသည်ကျွန်ုပ်သည်အကြံသစ်တစ်ခုပေါ်ပေါက်လာပြန်၏တဲဘောနေသူ၏အကြံကထုံးစံတိုင်းပင်ကောက်ကျစ်သောအကြံပင်ဖြစ်လေတော့သည်ကျွန်ုပ်ရဲ့အကြံမှာ9
9 နာရီတန်ချောင်းခောက်သည်နှင့်6ချက်မပြည့်သေးမီသူ့အားဝင်ရောက်တိုက်ခတ်ရန်ဖြစ်သည်ထိုစဉ်မှာပင်တန်ချောင်းခောက်တန်ကိုကြားရ၏တန်ချောင်းခောက်လိုက်သည်နှင့်ကျွန်ုပ်သည်တန်တွင်အတိုတစ်ချောင်းနှင့်သူ့၏ခေါင်းသို့တအားလွှဲ၍ပြစ်လိုက်လေသည်ပြစ်ပြီးချင်းလည်းအခြားတောင်းတောင်းသို့ပြေးလာ၏ပြစ်လိုက်သောတန်တွင်မှာပြင်းလဲပြင်း၏ချိန်သားလဲက၏သူ့၏ခေါင်းတဲ့တဲ့သို့ဝှီးကနေရောက်သွားသည်သို့သောသူကလျင်မြန်ဖြက်လက်သူဖြစ်သည့်အတိုင်းခေါင်းကိုတိမ့်လိုက်လျင်ကျွန်တော်၏တရွင်းသည်သူ့အားထိမှန်ခြင်းမရှိဘဲဝါထရန်ကိုတန်လန်ကြီးစိုက်လျက်ရှိသည်သူသည်ကျွန်ုပ်ပြေးသွားရာဘက်သို့တနက်နှင့်လှမ်း၍ပြစ်လိုက်ကြည်စံသည်ကျွန်ုပ်၏နောက်ဆင်းနှင့်လက်မဝက်ပင်မကွာဝေးသောနေရာမှဖြတ်သွားသည်ဟုထင်မှတ်ရသည်တန်ချောင်းတန်သည်မပြီးဆုံးသေးပေကျွန်ုပ်သည်ဂေါ်ရကားဓာတ်ကောက်ဖြင့်ရင်ဝသို့ချိန်၍ပေါက်လိုက်လေသည်ကျွန်ုပ်ပြစ်လိုက်သောတကောက်သည်သူ့၏ရင်ဝသို့ထိမှန်ခြင်းမရှိတော့လဲအချီးနှီးမဖြစ်ပါသူ၏တနက်ကင်ထားသောလက်သို့တဲ့တဲ့ပင်ထိမှန်လေတော့သည်သူ၏လက်တွင်းမှတနက်သည်အောက်သို့လွတ်ကျသွားလေ၏ကျွန်ုပ်သည်ထိုခွင့်ရေးကိုအလွတ်မပေးဘဲအနီးမှငှက်ကြီးတောင်ဓာဖြင့်တအားလွှဲ၍ဝင်ခုတ်လေသည်သူသည်ငုံ၍ရှောင်တွန်းလိုက်ရာဓာချက်သည်သူ့အားမထိမိပဲကျွန်ုပ်သားလင်လင့်ဆွင်သွား၏တို့ရရင်တနက်အားပြန်မကောက်နိုင်မီနောက်ထပ်ဝင်ခုတ်လေရာသူကနောက်ဆုတ်၍တိတ်ဆောင်လိုက်ကျွန်ုပ်တို့ပိုကန်ကောင်းသည်မှာတနက်အားသူ့ခြေထောက်ဖြင့်တိုင်မိ၍အတော်လှမ်းသောနေရာသို့လွင့်သွား၏တနက်အားကျွန်ုပ်အနေဖြင့်ကောက်ယူရန်မဖြစ်နိုင်သေးပေသူကလည်းတနက်ကိုမရှာဖွေနိုင်ပေကျွန်ုပ်၏ဓာချက်များကိုအထူးရှောင်တိန်၍တတိဝရိယထားနေရလေသည်ကျွန်ုပ်သည်ဓာဖြင့်ဝင်ထိုးပြန်၏သူကရှောင်တိန်လိုက်ရာကျွန်ုပ်သည်အရှိန်လွန်၍အခြားတစ်ဖက်သို့ရောက်သွားလေသည်သူကမူကျွန်ုပ်နှင့်တိုက်မိသည်ဖြင့်လဲကျသွားလေ၏ထို့သောသူလဲကျသွားသည့်အတွက်ကျွန်ုပ်အတွက်ကန်ဆိုးရန်ဖြစ်သွားသည်သူသည်တနက်ပေါ်သို့လဲကျခဲ့ခြင်းဖြစ်လေသည်တနက်ကိုကောက်ယူပြီးကျွန်ုပ်ရှိရာဘက်သို့လှမ်းပစ်လိုက်ပြန်၏ကြည်စံမှာကျွန်ုပ်နှထင်ပေးမှပို့၍ထွက်သွားလေသည်ကျွန်ုပ်လည်းဓာဖြင့်လှမ်းပစ်လိုက်သူကငုံဆောင်လိုက်ရာဓာမှသူ့ကောင်းပေါ်မှကျော်သွားသည်သူကတနက်ဖြင့်ကျွန်ုပ်ရှိရာသို့ပစ်လိုက်သည်တို့ရရင်အတော်ကြီးလွဲသွား၏ကျွန်ုပ်သည်အနီးရှိကန်နဇိုထင်းပိုင်းနှင့်လှမ်း၍ပေါက်ပြန်သည်တနက်ကင်ထားသောလက်ကိုတည်တည်ချာချာထိမှန်ရာတနက်မှလွင့်ကျသွားပြန်လေသည်ယခုတခါရမူတနက်မှသူနှင့်အတော်လှမ်းသောနေရာသို့ရောက်ရှိသွားပြန်လေရာပြန်ကောက်မိရန်မလွယ်ကူတော့ပေကျွန်ုပ်ကလည်းဂေါ်ရကားဓာတ်ကိုကောက်ယူကဝင်ခုတ်၏သူကတင်းဆောင်လာရာကျွန်ုပ်သည်အခြားတစ်ဖက်သို့ရောက်သွားသည်သူသည်ကျွန်ုပ်ဓာတ်ချက်များကိုဂိူးဆ၍ရှောင်တိန်နေရ၏ကဲ၍ကျွန်ုပ်သည်သူ၏နေရာ၌ရှိပါကဤများလောက်အသက်အန္တရာယ်စိုးရင်နေရသည့်အခါ၌ဂရီကိုချိုးဖောက်ကစီးထားသောပဝါကိုဖြုတ်ပစ်မိမှတေချပေသည်မိခဲမောင်မောင်ကမူသူဂရီအားချိုးဖောက်ရန်အတွက်စိတ်ကူးထဲ၌ပင်ပေါ်ပုံမရပေကျွန်ုပ်သည်တဲ၏အခြားတစ်ဖက်သို့ရောက်တွင်တနက်ကိုနင်းမိလေတော့သည်စိန်အပြည့်ထက်ထားသောဆာလာအိတ်အားနင်းမိလင်ပင်ဤမြဝမ်းသာလိမ့်မည်မဟုတ်ပေကျွန်ုပ်သည်တနက်ကိုကောက်ယူလိုက်ကျွန်ုပ်မသေးနိုင်တော့မိခဲမောင်မောင်၏အသက်ဇီဝင်ကိုချွေရပေတော့မည်ကျွန်ုပ်ဤမြဝမ်းမြဝမ်းသာဖြစ်ခဲ့ဘူးသောအချိန်တသက်တာ၌တကားမှမရှိခဲ့ဘူးပေဟာဟာဟာဟဲ့အောင်မိခဲမောင်မောင်မိမျက်နာကပေါ်အားကိုဖြုတ်လိုက်ပြီတော့ငါလည်းထဲတနက်ရောက်နေပြီတေကာနီမှာမိမျက်နာမှာကြောက်စိမ့်ကြောင်ဘလို့အမူအရာမျိုးတွေဖြစ်နေတယ်ဆိုတာရသာခံပြီးကြည်ကျင်သေးတယ်မင်းကငါ့ထက်တက်တီကောင်းပါလေကွာဒါပေမဲ့အကြံဉာဏ်နဲ့ကံကတော့ငါကတာတယ်ကွာကျွန်ုပ်ဒီဒေါသလျောက်မမရန်ရန်ပြောဆိုလျက်ရှိသည်သူကကျွန်ုပ်အားမြည်သည့်အခါကမှထို့သို့ရိုင်းပြစွာမဆက်ဆံဘူးပဲကျွန်ုပ်ဒီကျင်းသေးပေါင်းအနိုင်ရပြီဖြစ်သည့်အလျောက်ရဲရင်လျက်ရှိလေသည်ဟေ့ကောင်မျက်နှာကပွားကိုဖြုတ်ပစ်လိုက်လေကွာကျွန်ုပ်အမိန်တိုင်းသူသည်ပွားကိုဖြုတ်၍ဇပွဲပေါ်သို့တင်လိုက်လေသည်ကျွန်ုပ်ခေါင်းထဲ၌အကြံတစ်ခုရောက်လာ၏ထိုကြံကသူ့အားတပ်ပြယုံတောင်မဟုတ်ပဲသူ့တပည့်လူဆိုးများကိုဖမ်းဆီးရန်ဖြစ်လေသည်မင်းတပည့်တွေဘဲကိုရှောင်ခိုင်းလိုက်တယ်လဲပြောရင်တော့ကောင်းကောင်းသိရမယ်မပြောရင်တော့မင်းကိုညှင်းပြီးတတ်မယ်တညလုံးမင်းအညှင်းခံနေရမယ်မိခဲမောင်မောင်ကမခုမခန့်ပြုံးလိုက်လေသည်ကိုရွှေသိန်းကျော်ကျွန်တော်အလှဲ့တော့ငါခမည်းကိုအခွင့်အရေးပေးခဲ့တယ်အခုခမည်းအလှဲ့မှာကောကျွန်တော်ကိုအခွင့်အရေးပေးဖို့မစင်စားတော့ဘူးလားဗျတခါတည်းပြစ်တတ်တော့မှာလားအေးမင်းကိုဘာအခွင့်အရေးမှမပေးတော့ဘူးတကယ်လို့အခွင့်အရေးပေးလိုက်ရင်အခုမင်းဖြစ်တယ်လို့ငါဖြစ်မှာပေါ့ကွာအနိုင်ကအရှုံးဖြစ်ခြင်းဖြစ်သွားမယ်မင်းကငါ့ကိုတပ်ပြေးလို့ရလာရင်သားနဲ့အခွင့်အရေးပေးခဲ့တော့ဟာအခုငါလက်ချက်နဲ့တရားတော့မယ်လေမိခဲမောင်မောင်ဒီကျွန်တော်ဤစကားကိုလေးလေးနက်နက်နားထောင်ပြီးတော့ရှေ့တိုးလာလေခင်ဗျာပြောတာမှန်တယ်ဟေ့အောင်ရှေ့မတိုးနဲ့သူကကျွန်တော်စကားကိုနားမထောင်တိုးပြဲတိုးလာဟေ့အောင်ရှေ့မတိုးနဲ့လို့သူကတိုးပြဲတိုးလာလေရာတနက်ကိုလူမြည်ဆိုသဖြင့်မောင်းဖြုတ်ချလိုက်လေသည်ကြောက်ခနဲ့အတန်ထွက်လာ၏ကြည်စံကမထွက်ပေကြောက်ခနဲ့နောက်တစ်ချက်ထပ်ဖြုတ်ပြန်၏ကြည်စံမထွက်ပြန်ပါကိုရွှေသိန်းကျော်
ကိုယ်စေတနာကိုကျိုးပေးတာပဲဗျခင်ဗျားကိုလွတ်ချင်လွတ်ပါစေဆိုတဲ့စေတနာနဲ့ကြီး6တောင်မှာ3တောင်ကိုခင်ဗျားမသိအောင်ပြန်နှုတ်ထားခဲ့ပါတယ်ခင်ဗျားမှာစိတ်တိတ်6ချားနေလေတယ်ဒီတော့ညာရမယ်ဆိုပြီး6တောင်မထည့်ပဲထားလိုက်တာဗျကျွန်တော်3တောင်ဖြစ်ပြီးပြီဆိုတော့တနက်ထဲမှာကြီးစံမရှိတော့ဘူးဗျခင်ဗျားကိုညာတာခဲ့တဲ့စေတနာကကျွန်တော်အသက်ကိုကယ်လိုက်ပြီလေဒါပေမဲ့ခင်ဗျားတင်ပေးတဲ့အတိုင်းကျွန်တော်အနာယူတော့မယ်ဗျခင်ဗျားကိုဘာခွင့်ရင်းမှထပ်မပေးတော့ဘူးမိခဲမောင်မောင်ကကျွန်တော်ဤလက်ကုတ်ကိုဖမ်းဆွဲလိုက်လေသည်ကျွန်ုပ်သည်လုံးဝရုန်းကန်ခြင်းမပြုနိုင်ပဲသူ့ဤလက်တွင်သို့ပါသွားရလေသူသည်ကျွမ်းကျင်စွာဖြင့်ကျွန်ုပ်အားဖမ်းလိုက်ပြီးနောက်ဇွဲပေါ်မှာပဝါဖြင့်ကျွန်ုပ်ဤလက်ပင်အားရစ်ပတ်ဆွဲလိုက်လေသည်ကျွန်ုပ်သည်အသက်ရှူကျက်လာ၏တကောလုံးရှိအကြောင်းများတစ်ဆက်ဆက်တုန်ခါလာလေတော့သည်ကျွန်ုပ်ဤနားသည်တဖြည်းဖြည်းအကြားတံများချုပ်လာသည့်အလျောက်သူ့အတန်ကိုပင်တက်တက်ကွက်ကွက်မကြားရတော့ပါလူတို့သည်တေကန်နီး၌မျောသွားတတ်သေးသည်ဟုဆိုကြ၏ကျွန်ုပ်မျောသွားသည်လားမဆိုနိုင်ပါကျွန်ုပ်ဒါနာမြည်သည့်အတန်ကိုမှမကြားနိုင်တော့ပဲအတန်တစ်ခုကိုကြားရ၏အတန်မှာတေးသေးမြင်မြင်ကလေးမျှသာဖြစ်သို့တော့ပီတလှ၏လှန်လှန်တစ်အတန်သည်မမမတက်ပါနဲ့ဦးမလိုက်စကားကိုနားမထောင်တော့ဘူးလားလိုက်ကိုမချစ်တော့ဘူးလားမကျွန်ုပ်ဒီထိုအတန်ကိုကြားရပြီးရိတ်ခနဲခံစားလိုက်ရ၏ထို့နောက်လုံးဝတတိမေ့မျောသွားလေတော့သည်ကျွန်ုပ်တတိယသည့်ခါ၌ secret တောင်းနေသောမိခဲမောင်မောင်ကိုတွေ့ရလေသည်ရာဇဝတ်အုပ်ဝိစားနှင့်ကျွန်ုပ်၏เจ้าနေပဲဖြစ်ခဲ့သောပြည်သိမ်းကျော်ကိုလည်းထူးဆန်းစွာတွေ့ရလေသည်ကဲကိုမောင်မောင်နောက်15မိနစ်ဆိုရင်ကျုပ်လူတွေလိုက်လာကြလိမ့်မယ်ခင်ဗျာထွက်ပြီးတော့ဟောဒီရိုးလေးတစ်လျှောက်ရဲ့ BOC နားရံမှာဟိုဘက်ကလိတ်ခုံးလွန်းစိတ်ဘက်မှာကျုပ်လူတွေရှိကြတယ်ဒီတဲ့တဲ့ကိုသာတွားပြီးတော့မက်လှန်လိုင်းတီကိုတော့ခင်ဗျာသဘောပဲခေါ်ခြင်းလဲခေါ်သွားမခေါ်ခြင်းလဲထားခဲ့ကျေးဇူးတင်ပါတယ်ကိုပြည်သိန်းကျော်တခုတော့အကြံပေးခြင်းနဲ့ဗျာခင်ဗျာနာမည်ပြောင်းပြလိုက်ပါခင်ဗျာနာမည်ကဟုတ်ဟုတ်ကဂရိပတိရဲ့လူရဲ့နာမည်နဲ့တွားပြီးတူနေတယ်ဗျခင်ဗျာကတော့ယောက်ျားပီသားတဲ့လူတစ်ယောက်ပါကဲထွက်ပြီးတော့ကိုမလိုက်ရုံမထားခဲ့ပါနဲ့လှိုင်းလဲလိုက်ပြရစီလှိုင်းလန်တင်ကပြေး၍လိုက်သွားလေသည်တဲ့ပြင်ရောက်မှမိခဲမောင်မောင်ကပြည်သိန်းကျော်အားနှုတ်ဆက် goodbye ကိုပြည်သိန်းကျော် goodbye ဗျကိုမလှိုင်းတင်နဲ့မိခဲမောင်မောင်တို့သည်အမောင်ရိတ်ထဲတွင်ကွယ်ပြောက်သွားကြလေသည်ပြည်သိန်းကျော်သည်ကျွန်ုပ်အားထူမပေးလေသည်ကျုပ်ကိုထူဖို့အရေးမကြီးဘူးခမရလူတွေခေါ်ပြီးခုနေမြန်မြန်လိုက်ပါလားကျုပ်ဖမ်းလို့မဖြစ်ဘူးဘာဖြစ်လို့မိခဲမောင်မောင်ကိုမဖမ်းပါဘူးလို့လှိုင်းတိကိုဂရိပေးပြီးမှခေါ်လာခဲ့ရတာဗျနောင်ကိုတော့ဖမ်းရမှာပေါ့ဗျာဒီတပွဲမှာတော့ကျုပ်အနေနဲ့မဖမ်းဘူးလူစိုးမရကိုပေးထားတဲ့ဂရိပဲဗျစောင့်ထိန်မလို့ပါဘူးခမရကပလိတ်တယောက်မဟုတ်လားလူစိုးကိုတွေ့နေမှပဲဖမ်းပေါ်ဗျဂရိဟာဂရိပဲဗျဘဲသူကိုပေးတဲ့ဂရိပဲဖြစ်ပေါ့ဗျာပြီးတော့တာဝန်ရတာဖမ်းရမှာမောင်မောင်ကိုကျုပ်ကမပုံဘူးဘာဖြစ်လို့လဲမောင်မောင်ကခမရလို့မဟုတ်ဘူးယောက်ျားပြီးသားတယ်ဂရိတီးတယ်ရဲရင်နဲ့ညတာထောက်ထားတဲ့ကိုရွှေသိန်းကျော်ရသူ့မှာခက်တာတစ်ခုပဲရှိတယ်သူကလက်စားချေတဲ့ညင်ရိုင်းကလေးရှိနေတယ်အဲ့ဒီညင်ကလေးကိုလည်းကျုပ်နေနဲ့တော့အကြီးတန်းနဲ့အရာလို့မမြင်ဘူးတိုက်ပွဲတစ်ခုပါတရားနယ်ကဓားချွတ်လို့မရတာနဲ့ရာဇဒရိတ်ကိုတရိုးကချွန်းသီးနဲ့ရိုက်ခဲ့ဘူးတဲ့နောက်ပွဲကြတော့ရာဇဒရိတ်ကဓားနဲ့ခုတ်တက်လို့ရရသားနဲ့တရားနယ်ကိုချွန်းသီးနဲ့ပဲရိုက်တက်ခဲ့တယ်မဟုတ်လားဗျသူရဲကောင်းတွေမှာအဲ့ဒီစိတ်ဓာတ်မျိုးရှိတတ်တယ်ဗျမောင်မောင်ကရာဇဒရိတ်လိုလူမျိုးပဲပေါ့ဗျာကျွန်ုပ်ဒီမြည်တို့မှပြန်မပြောနိုင်ပါရှက်လဲအလွန်ရှက်မိကျွန်ုပ်ကသူတို့နှစ်ဦးဤစိတ်ဓာတ်နဲ့နှိုင်းစာလိုက်ပါမူစိတ်ဓာတ်အားဖြင့်အလွန်အောက်တန်းကြသူတူဖြစ်နေသည်များမကြာမီ၌ပလိတ်များရောက်ရှိလာကြ၏ထို့နောက်ရန်ကုန်သို့ပြန်ခဲ့ကြလေသည်ကျွန်ုပ်သည်ပြည်သိန်းကျော်၏အပြုမူကိုကျေနပ်ခြင်းမရှိလာပါမိခဲမောင်မောင်အားတခါတည်းဖမ်းဆီးခြင်းလာ၏၃ရက်ခန့်ကြာတွင်ပြည်သိန်းကျော်ကကျွန်ုပ်ထံရောက်လာပြီးသတင်းစာများချပေးလေသည်သတင်းစာများကိုဖတ်ကြည့်ရာမိခဲမောင်မောင်နှင့်တကွသူတပည့်များသာမကလှိုင်းတိဤပုံကိုပါတွေ့ရလေသည်သူတို့အားဖမ်းဆီးမိလိုက်ပြီဖြစ်၏ကျွန်ုပ်သည်များစွာဝင်းမြဝင်းသာဖြစ်သွားလေခင်ဗျဖမ်းလာလားသွားဖမ်းတာကတော့ကျုပ်ကစားပလင်းနဲ့မောင်သွားဖမ်းတာပေါ့ဗျာနေရာကိုတွက်ဆတာကတော့ကျုပ်ပေါ့ congratulation ပါပဲကိုပြည်သိန်းကျော်ဒါနဲ့ကျုပ်တို့ထုတ်ထားတဲ့စုငွေကိုအဲ့ဒီစားပလင်းနဲ့မောင်ထုတ်ယူမှာပေါ့နော်1000ဆိုတာနဲ့တောင်မဟုတ်ဘူးသူဝမ်းတာမှာပဲစားပလင်းနဲ့မောင်ကလူစမ်းပြခင်ဗျားတို့စုငွေကိုထုတ်ယူပြီးသူကတုံးမှာမဟုတ်ဘူးဘယ်သူတုံးမှာလဲဗျ900ကိုမျက်မြင်မြင်ចောင်းကိုလှူမယ်ဗျ900ကိုမိခဲမောင်မောင်လွတ်မြောက်ရေးအတွက်ဇရိတ်ဖြစ်တုံးမှာဗျကျွန်ုပ်ဒီထုံမြတာရေကျွန်းနှာလေသည်ထို့နောက်တည်ကျင်ဒီများကိုဆက်လက်မေးမြန်းမိပြန်၏ကျုပ်တို့ကိုမိခဲမောင်မောင်ဖမ်းသွားတယ်ဆိုတာဘယ်ကဘယ်လိုတဲ့လွန်စာရတာလဲဒါကလွယ်ပါတယ်ခင်ဗျားတို့နှစ်ယောက်မှာအဲ့ဒီနေ့ကငွေလဲအမြောက်များပါသွားတာမဟုတ်ဘူးဒီတော့ဓမြဖမ်းတယ်လို့တွေးဖို့မလိုဘူး
ပြန်ပေးဆိုရင်လည်းမောင်ကိုင်းမောင်ကိုပြန်လွှတ်ရမယ်ဗျခင်ဗျားရဲ့လှန်လိုက်တင်ရဲ့မောင်မောင်ရဲ့အကြောင်းကိုကျုပ်ကသိထားတယ်ခင်ဗျားသိထားတယ်ဟုတ်လားသိပါတယ်ဗျခင်ဗျားကသာကျုပ်ကိုမေ့နေပေမဲ့ကျုပ်ကတော့ခင်ဗျားကိုတတိယလျက်ပါမောင်မောင်နဲ့လှန်လိုက်တင်လိုက်ပြေးတော့ကပြန်ဖမ်းမိအောင်လဲကျုပ်ကူညီခဲ့တာပါအဲ့တုန်းကကျုပ်က CND မှာစုံတော့တင်နဲ့လာတက်နေတာလေဩအဲ့တုန်းကမောင်မောင်ကကားဒရိုက်ဘာဂေါ်ရခါဟန်ဆောင်ခဲ့တယ်လေဟမ်ဒါကြောင့်မောင်မောင်ကဒီတကားလဲရုပ်ဖြတ်ရင်အိန္ဒိယလိုပဲရုပ်ဖြတ်လိုက်မယ်လို့ကျုပ်ကယူဆထားတယ်ခင်ဗျားတို့သွားကြတဲ့ဆန်ဆက်ကိုလိုက်ပြီးစုံစမ်းတော့လဲခေါ်တော့တန်မန်တစည်းကိုစီပြီးပြန်သွားတယ်ဆိုတာကြားရကြတဲ့ကမောင်မောင်ဖြစ်နိုင်တယ်လို့ယူဆထားမိတယ်ဟုတ်ပါဗျာအဲ့ဒီဆန်ဆက်မှာမိခဲမောင်မောင်ရဲ့တပည့်အလုပ်လုပ်တယ်ဗျကျုပ်သွားစုံစမ်းနေတော့မှဒီကောင်ကရန်ကုန်ဘက်ကပြန်လာပြီးသူ့လွယ်ထဲမှာလည်းအရက်ပလင်းအင်္ဂလိပ်သတင်းစာတို့ပါလာတာတွေ့မိတယ်အဲ့ဒါနဲ့သူစီးမဲ့တန်မန်နောက်မှာစီပုံးကလေးကိုအပေါက်ဖောက်ပြီးအမှတ်တမဲ့ချိတ်ပေးလိုက်တယ်ဗျအဲ့ဒါကအဲ့ဒီနားမှာဝင်စရာချောင်းပေါက်တွေများတယ်မဟုတ်လားဗျဒီတော့ကျုပ်ချိတ်ပေးလိုက်တဲ့ဆက်စီတွေကအပေါက်ကစိမ့်ပြီးတစ်စက်ထွက်ကြလာလေတော့လေကလေးတစ်စီးနဲ့နောက်ရောင်ခံနိုင်တာပေါ့ဗျာတော်တယ်ဗျာတခါတဲ့နေရာကိုသဲလွန်စားရပြန်တော့လှန်လိုက်တိကိုရှားရပြန်ရောရေနံချောင်းကိုခပြသွားခဲ့သေးတာလားဟမ်ဗျလှန်လိုက်တင်ကရန်ကုန်ရောက်နေတာကြာပြီဗျအိုးဒီတော့ကျုပ်တို့ကမောင်မောင်ကိုအတင်းဝင်ဖမ်းရင်သူကခမည်းကိုပါရှင်ထားခဲ့မှာမဟုတ်ဘူးဒါကြောင့်ဒီတပွဲမှာမဖမ်းဘဲနဲ့လူတန်းမှုမကျူးလွန်မိအချိန်မီတားဆီးပေးဖို့လှန်လိုက်တိကိုကိုကြီးတောင်းရတာပေါ့ဗျာဘာဖြစ်လို့မောင်မောင်ရဲ့စိတ်ကိုပျော့ပြောင်းသွားအောင်လုပ်နိုင်တဲ့လူကလှန်လိုက်တိတယောက်ပဲရှိတယ်မဟုတ်လားဗျဟုတ်ပါတယ်ဗျခင်ဗျားကိုဖမ်းထားတဲ့တဲကိုကျုပ်တို့ဝိုင်းပို့လာတော့ကခင်ဗျားတပည့်မောင်ဝိုင်းမောင်ကိုမိပြနာမှာတွေ့တယ်လေဗျအเจ้าဆောင်ကိုသိရတော့လှန်လိုက်တင်ကိုကျုပ်ခေါ်လာတာဟာတိတ်မှန်သွားတာပေါ့သူတို့ကိုအခုဖမ်းမိတာကရောကိုပြီးသိန်းကျော်မိခင်ပေါင်ပေါင်ကရုပ်ဖြတ်ရင်အိန္ဒိယလူမျိုးလိုရုပ်ဖြတ်လေးရှိတယ်မဟုတ်လားဗျအခုလဲအိန္ဒိယလိုရုပ်ဖြတ်ထားတယ်ဗျလှန်လိုက်တင်ကိုတော့အိမ်တွင်းပုံအမျိုးသမီးတွေလိုခေါင်းမိခြုံပြီးဝစ်ပေးထားတယ်ဗျကျုပ်တွက်ဆချက်ရဆိုရင်ရှမ်းပြည်နယ်ကိုသူတို့မရှောင်ခင်မှာကျုပ်ကစားပလင်းနှင်းမောင်ကိုရှင်းပြပြီးအပူတပြင်းစုံစမ်းခဲ့တာဗျမိတာပေါ့ဗျာဟုတ်ပါတယ်ကိုရွှေသိန်းကျော်အင်္ဂလိပ်ခေတ်တွင်နာမည်ကြီးခဲ့သောယတိမောင်မောင်ဓမြခိုင်းဆိုသည်ပါမိခဲမောင်မောင်ဤဓမြခိုင်းပင်ဖြစ်ပေသည်စားပလင်းနှင်းမောင်နဲ့မိခဲမောင်မောင်ဇလန်ကတော့ဒီမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်နောက်ထပ်လည်းစားပလင်းနှင်းမောင်ပါဝင်တဲ့ဇလန်များကိုတင်ဆက်ချင်ပါသေးတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတုတ္တပါ